ခန္ဓာကိုယ်ကိုအမိုက်ပုံးကြီးတစ်ခုလိုလှုပ်ထားမိနေပြီလားအပြင်ကအမိုက်ပုံးကိုနေ့တိုင်းသွန်ပေမဲ့ဘိုက်ထဲကအမိုက်တွေရောပုံမှန်စွန့်ပစ်နေရလားကျမတို့စားလိုက်တဲ့အစားအသောက်တိုင်းကိုအစာအိမ်ကအစာချေပေးပါတယ်များသောအားဖြင့်အစာအိမ်ကအစာမချေဖြစ်နိုင်တဲ့အစာဟောင်းတွေဟာကျမတို့ရဲ့ဥမာကြီးထဲမှာအချိန်အကြာကြီးရှိနေခြင်းဟာကိုယ့်ရဲ့ဘိုက်ထဲမှာအမိုက်တွေကိုတိုးလောင်ထားတာနဲ့အတူတူပါပဲဒီလိုအစာဟောင်းတွေဥမာကြီးထဲရှိနေခြင်းကဥလှုပ်ရှားမှုကိုပုံမနှိမ့်ခွေသွားစေပြီးဝင်းမှတ်မှတ်မသွားခြင်းဟာကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူးဒါကိုဝင်းချုပ်ခြင်းလို့ခေါ်ပါတယ်။သင်ဝင်းချုပ်နေတာဟုတ်မဟုတ်ဒီအချက်၃ချက်ကိုကြည့်ပြီးသိနိုင်ပါတယ်။နံပါတ်1ဝင်းအလုံးမင်းမာပြီးညှိရခြင်း။နံပါတ်2တပတ်လုံးမှာဝင်းသွားခြင်းအရေးအတွက်3ချိန်အောက်ပဲရှိခြင်း။နံပါတ်3ဝင်းသွားပြီးတိုင်းဝင်းကြံတယ်လို့ခံစားရခြင်း။ဝင်းချုပ်ခြင်းဟာအစာရှည်စနစ်နှေးကွေးလို့ဖြစ်ရတာပါ။ဝင်းသွားခြင်းတွေပေါ်လာတာကိုအောင့်ထားခြင်းလေ့ကျင့်ခန်းမလုပ်ခြင်းဟာဝင်းချုပ်ခြင်းကိုပုံမိုးဆိုးရစေနိုင်ပါတယ်။3ရက်လောက်ဝင်းမသွားလို့ဆိုပြီးဆေးကန်းကိုရောက်လာကြတဲ့ကလေးလူကြီးအများကြီးပါ3ရက်လောက်ဝင်းမသွားတာကပုံမှန်အခြေအနေတစ်ခုပါကလေးဆိုရင်ဝင်းချူဘောလုံးလေးနဲ့ထူပေးလို့ရပါတယ်လူကြီးဆိုရင်တော့ဘစ်စာကိုတိုင်းလို့ခေါ်တဲ့ဥလှုပ်ရှားမှုကိုမြန်စေတဲ့ဆေးကိုခါတရံတောက်သုံးနိုင်ပါတယ်ဒီလိုဆေးတွေကဥကိုအတင်းလှုပ်ရှားစေတာကြောင့်နောက်ပိုင်းမှာဥကဆေးရင်ပါပြီးပြင်းသွားတတ်ပါတယ်အဲ့ဒီအခါဥကဆေးမပါရင်အလုံးမလုံးတော့ဘဲနဲ့ကျုပ်ပြင်ရတိတ်ခတ်သွားပါလိမ့်မယ်ဒါကြောင့်ဆေးတဲ့အစားအသောက်ကိုဦးစားပေးတာကအကောင်းဆုံးနည်းလမ်းပါတတိပြုနေထိုင်ရမယ်သဘောဝနည်းလမ်း၅ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အမြင့်တက်စားပါဟင်းသီးရွက်သီးစုံငှက်ပြောသီးသင်မောသီးအုတ်ဂျုံတို့ကသင်ဥကိုကူညီပေးနိုင်ပါတယ်နံပါတ်2ရေတောက်ပါနဲ့အရာထားနဲ့ရေတစ်ခွက်အရင်တောက်ပေးပါတစ်နေ့ကိုရေ2လီတာအထက်တောက်သုံးပေးဖို့လိုအပ်ပါတယ်နံပါတ်3လေ့ကျင့်ခန်းလုပ်ပါလမ်းလျှောက်ခြင်းကဥလှုပ်ရှားမှုကိုပိုကောင်းစေပါတယ်နံပါတ်4မအောင်ပါနဲ့ဝင်းသွားကြည့်သိပေါ်လာရင်လုံးဝမအောင်ထားပါနဲ့ပုံမှန်အတိုင်းဝင်းသွားနိုင်အောင်ကြိုးစားကြည့်ပါနံပါတ်5 toilet training ကလေးတွေကိုဝင်းသွားတဲ့အလေးအကျင့်ပုံမှန်လေးပြုလုပ်ပေးပါဝမ်းတစ်လုံးကောင်းခေါင်းမခဲဆိုတလို့ပဲဥလန်းချောင်းချက်မှာမှလူကလန်းဆက်မှာပါမိတ်ဆွေတို့ရဲ့ဝင်းသွားတဲ့အလေးကျင့်အောင်ပုံမှန်ဟုတ်ရဲ့လားဆိုတာကွန်မန့်မှာရေးပေးခဲ့လို့ရပါလေပြန်လဲဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ကျမကတော့ Yours Doctor ဒေါက်တာချီချီဖြစ်ပါတယ်